ကဲပရိသတ်ကြီးရေကိုစီချတာတို့အသားရည်လှတာတို့တွေမကဘူးနော်အသေးစီဖယ်ရှားဖို့အတွက်နဲ့နေ့တိုင်းတစ်ခွက်တောက်ယုံနဲ့အသေးစီတွေပြေပြောက်စေမဲ့နီးလိုင်းကောင်းလေးတွေရှိပါရဲ့နံပါတ်1ကတော့မုံလာဦးနီ beet juice ပါပဲမုံလာဦးနီဖြော်ရည်က nitric oxide လို့ခေါ်တဲ့တက်တစ်မျိုးကိုတိုးပွားစေတာကြောင့်သွေးပေါင်ခြင်းအတွက်အလွန်ကောင်းပါပါတယ်ဒါအပြင်ရောင်ရဲမှုကိုရော့နေစေပြီးဘီတိန်လို့ခေါ်တဲ့တဘာဝဓာတုပစ္စည်းကျွဲဝစွာပါဝင်တာကြောင့်အသေးရဲ့အစိတ်အသောက်ဖယ်ရှားနိုင်စွမ်းကိုမြင့်တင်ပေးပါတယ်ဂလူတာတိုင်ယုံထက်လည်းအများအပြားပါဝင်လို့အသေးရဲ့အစိတ်ဖယ်စွမ်းတွေကိုအားဖြည့်ပေးပါတယ်နံပါတ်2ကတော့ရေတဖန်ခွက်ထဲမှာတန်ပူရရည်ကပန်းသီးရှာလကကြီးရောဆက်တောက်တုံးတာပါတန်ပူရသည်ကတဲကြေစာထိုးလုပ်မှုကိုတိုးစေပြီးအသေးကနေကိုလက်စထရောပူလန်တာတို့ကိုဖယ်ရှားပေးပါတယ်ပန်းသီးရှာလကကြီးကတော့အင်ဆူလင်ရဲ့လှုပ်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်နံပါတ်3ကတော့ဒန်ဒလီယန်အမြစ်ပါဒန်ဒလီယန်ဟာအသေးအတွက်အားကောင်းတဲ့စေတလတ်ပါတဲကြေထိုးလုပ်မှုကိုလွန်စောပေးပြီးအသေးစီဖယ်ရှားပေးနိုင်တဲ့ခါတတ်တဲ့ဟင်းသီးဟင်းရွက်တစ်မျိုးပါခါတဲ့အရာမှန်သမျှအသေးအတွက်ကောင်းပါတယ်ဒါအပြင်ဒန်ဒလီယန်ကစီးရွှင်စေပြီးခန္ဓာကိုယ်ထဲကပိုးလျှံနေတဲ့အရည်တွေကိုဖယ်ရှားပေးပါတယ်နံပါတ်4ကတော့လက်ဖက်စိမ်းရည်ဓမ္မမဟာ golden milk လို့ခေါ်တဲ့နနွဲလက်ဖက်ရည်ပါလက်ဖက်စိမ်းရည်မှာအံ့ဩစရာကောင်းတဲ့ဂုဏ်သတ္တိတွေပါဝင်ပြီးအသေးအင်ဇိုင်း ALD နဲ့ ASD ကိုရှော့ချပေးပါတယ်အသေးအင်ဇိုင်းတွေများနေတယ်ဆိုရင်အသေးဖိစီးနေတယ်လို့အတိတ်ပြရပါတယ်လက်ဖက်စိမ်းရည်က antioxidant ဂုဏ်သတ္တိတွေပေးပြီး oxidative stress ကိုလည်းတက်တာစေပါတယ်နံပါတ်5ကတော့နနွဲလက်ဖက်ရည်ဒါမှမဟုတ် golden milk လို့ခေါ်တဲ့နနွဲနိုပါနနွဲဟာအထူးသဖြင့်အသေးအထက်အစွမ်းထပ်ဆုံးရောင်ရမှုတိုက်ဖြတ်နိုင်တဲ့အရာတွေကတစ်ခုဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ bone broth လို့ခေါ်တဲ့အယိုးပြိုရည်ပါ bone broth မှာ glycine နဲ့ proline လို့ခေါ်တဲ့အသေးကိုအထောက်အကူပြုတဲ့ amino acid နမျိုးကျွေးဝစွာပါဝင်ပါတယ်ကဲပရိသတ်ကြီးလည်းအသေးစီတွေကင်းဝေးပြီးကျမ်းမာပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်